ကဲညီကိုတွေအားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့ညကလိုင်းလီကိုဘတ်ကန်ရမယ်ညတိုင်းညပါအော်လက်ရှိလိုင်းလီကနိုင်ကို1.30ဈေးပေးထားရပေါ့ကျွန်တော်အနေနဲ့လိုင်းလီကိုကျွန်တော်ကဘတ်ကန်ချင်ပါတယ်ဘာကြောင့်လဲဆိုတော့နိုင်ကစစ်ဆန်ကမှာတန်းရုံနေတာတင်းတင်းပါအဲ့တော့လိုင်းလီကအစင်3ပါအဲ့တော့ဈေးတန်းရလဲပေးထားတဲ့ဈေးတန်းရလဲလိုက်မမီဘူးဘာကြောင့်လဲဆိုတော့ဘာကြောင့်လိုက်မမီရလဲဆိုတော့လိုင်းလီကလိုင်းလီကလောရန်ကိုလည်း1DD ခင်းခဲ့တယ်ပေါ့အဲ့တော့လုံးဝကတော့1နေခင်းခဲ့တဲ့ထားမှာ night ကိုဘာကြောင့်ဈေးကိုပုံမပေးရလဲကွာနောက်ပြီး night ကနောက်ပွဲတွေမှာကသူ့အနေနဲ့ညှော်လင်းချက်မရှိဘူးဘာကြောင့်လဲဆိုတော့လမ်းနဲ့တွေ့ရမယ်မာဆေးနဲ့တွေ့ရမယ်အဲ့တော့လိုင်းချက်ဆိုင်တော့မာဆေးတို့လမ်းတို့ကပို့ပြီးတော့ခက်ခဲတယ်ပေါ့အဲ့တော့ကျွန်တော်အနေနဲ့night ကဒီရာဒီတမ်းမစင်းကျင်တော့အဲ့တော့ကျွန်တော်အနေနဲ့ night အနေနဲ့တရားပေါက်တေးရအောင်ကံမလို့ကျွန်တော်ယူဆရတယ်ဒီပွဲမှာကလိုင်းလီပေးထားတဲ့ဈေးနဲ့ရတယ်လိုက်ဝင်ပြီးဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ night body ကိုပဲကျွန်တော်စွမ်းစားချင်ပါတယ်အဲ့တော့အောက်ကြီးဖြစ်တဲ့အောက်ကြီးကျတဲ့ညီကိုတွေကတော့ night body တည်သိချင်ပါတယ်အားလုံးပဲကိုလက်ပါ